ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝါကိုရိုင်းစောက်ထားတဲ့ဒီရွာအိမ်လေးစီကိုခေါ်သွားမှာပဲဖြစ်ပါတယ်ခဏလေးမနှိမ်မိကုန်ပြီနိုဝါကိုရိုင်းဒီ114 props ကိုသုံးပြီးတော့စောက်ထားတာပေါ့နော်နိုဝါအိမ်ကိုသွားကြည့်မဲ့သူလေးတွေရှိလားမသိဘူးနိုဝါကတော့ဘာပဲဖြစ်ဖြစ်ကိုစောက်ထားတဲ့အိမ်ဆိုတော့သွားကြည့်စီချင်တာပေါ့နော်သူများတွေအတင်းအကျပ်ကြီးသွားကြည့်ခိုင်းတာလည်းမဟုတ်ဘူးသွားကြည့်စီချင်တာပေါ့နော်ပထမဦးဆုံးတော့နိုဝါဒီမှာသွားကြည့်မဲ့သူတွေကိုမိတ်ဆက်ပေးမယ်ပေါ့နော်ဒီဟာကကြတော့ကုတ်ပစ်လေးပါနိုဝါတော့အမလီတက်နေမိကုန်ပြီခမင်းမကန်လေးကတော့ဒီမှာနိုဝါတို့တောဆက်ဆန်ဒီရွာဆက်ဆန်လေးဆိုတော့ကုတ်ပစ်လေးနဲ့ဒီမှာခောက်ဆွဲလေးနဲ့ပေါ့နော်နောက်တစ်ခုကဒီမှာပန်းကင်းလေးတွေနဲ့โอเคလိုက်ပြမယ်โอเคဒီဟာကျတော့ဧည့်ခန်းပထမဦးဆုံးကတော့ဧည့်ခန်းဒီကနိုဝါဆောက်ထားတာပြီးတော့ဒီမှာဆိုဖာခုံနှစ်ခုံရှိမယ်ပေါ့နော်အမှန်တကယ်တော့နိုဝါကွာဒီပုံဆောက်မှာမဟုတ်အစလောက်တော့အရှိမဒီလိုမျိုးအဲ့လိုဝရန်တာလေးနဲ့အနောက်မှာအိပ်ယာလေးတွေနဲ့အဲ့လိုလေးဆောက်ချင်တာဒါပေမဲ့လည်းဖြစ်သွားတဲ့ပုံစံနဲ့တော့လှုပ်လိုက်တဲ့ပုံစံတွေကတခြားစီဖြစ်နေရေပေါ့နော်စိတ်ကူးထားတဲ့ပုံနဲ့လှုပ်လိုက်တဲ့ပုံတခြားစီပဲဒါကတော့နိုဝါတို့မီးဖို့ချအောင်ဒါထရန်ပုံစံနဲ့လုပ်ထားပဲထရန်ကနည်းနည်းကြီးနေလို့လုပ်ထားတာဒီကတော့လိုက်ကဒီရွာအိမ်လေးတွေဆိုတော့ဒီတကားမရှိရင်တော့မှလိုက်ကပေါ့နော်ရွာအိမ်ဆိုပေမဲ့ဒီမှာအဲကွန်းတက်ပေးထားတဲ့ပူမှာဆိုလို့ဒီမှာဒါကကြတော့အဲ့လိုကောင်မလေးရှိရဲပေါ့နော်ကောင်မလေးတယောက်ကောင်မလေးတော့မကောင်လေးနေလို့လည်းရတယ်ဘယ်သူနေရရဲ့အဲ့ဒီမှာနေဖို့အခန်းပေါ့နော်ဒီအားကျတော့နိုအကိုအိမ်ဆောက်ထားaircon နဲ့ပြီးတော့ဒီမှာစာကြည့်ခုံလေးနဲ့စာအုပ်စင်လေးနဲ့ဗီဒီယိုလေးနဲ့ပေါ့နော်နိုအကဒီအိမ်ကြီးပဲဆိုလို့ရှိရင်တေချာပေါက်ကနေလို့တော့ရမှာမဟုတ်ဘူးသေးလို့နော်သေးလေးဒီမှာကြည့်စောက်ရတာဒါကွာစောက်ရတာဒါအဲ့လိုနိုင်ဝက်တော့မကြလောက်ထင်တယ်နိုအထင်တာနိုအစောက်ထားတာဆိုတော့နားလေးနိုင်ဝတ်တော့မကြာတော့ဘူးငါတို့က15မိနစ်လောက်ကြာဒါဟိုကွာနိုဝါစောက်တာတနေ့ကို15မိနစ်20လောက်ကြာတယ်ဒီဟာတွေကိုစောက်တာ3ရက်စောက်ရတယ်ဒီအောင်နိုဝါတနေ့ပြင်းကြီးပြီးနည်းနည်းပဲစောက်တာဒီမှာတော့အိမ်လေးကတော့ကြီးတော့တာသေးသေးလေးနော်အဲ့ဒါကိုစောက်ရတာလေဒီခေါင်မိုးကိုချိန်နေရတာမိနစ်20လောက်ကြာတယ်ကြီးတော့တာသေးသေးလေးစောက်ပြီးတော့နေကြီးတော့မှတာဘာမှမရတာပေါ့နော်ဒီမှာသေးသေးလေးတွေ့လားအမှန်တကယ်စောက်ရတာအဲ့တော်တော်စောက်ရပါတယ်ခေဒီမှာနောက်တစ်ခုကတော့ဒီအိမ်အောက်မှာဟင်းချက်တာလေးပေါ့နော်ဒီမှာโอเคနိုးလိုက်ပြပေးမယ်ဒါကတော့ရေချိုးတဲ့အုတ်ကန်ပေါ့နော်โอเคဒါနိုးလောက်ထားလှောက်လိုက်လားမသိဝင်ကြည့်လိုက်မယ်โอเคပါရသွားပြီနိုးတို့နောက်တစ်ခုကဒီဟာကတော့ toilet ပေါ့နော်နို့ကတော့ toilet ရဲ့ရှိတက်တယ်မှာကျမအခန်းကြီးတွတ်ထားတာဒီဟာကတော့ toilet ပါနို့ကတော့က Okay ဒီဟာကျတော့နောက်ထပ်အခန်းတစ်ခုပေါ့နော်ဒီအိမ်လေးသေးသေးလေးမှာထည့်လို့ရှိရင်မဆန့်တော့လို့နို့ကဒီမှာထည့်ရတာပေါ့နော်ဒီမှာပါနောက်ထပ်အခန်းဒီဟာကျတော့အဲ့လို hotel bungalow နဲ့နည်းနည်းပို့ပြီးတော့ဆင်သွားတယ်ပေါ့နော်ဟိုတို့ဒီမှာဆိုလို့ရှိရင်ဗာလေးရှိမလဲဆိုတော့ဒီဟင်းအိုးလေးတိတ်ထားတဲ့ပုံစံရောဆက်ဆက်ပုံစံလေးဒီဟာကျတော့ဟိုဟာပေါ့နော်ဒီဟာလေးလှောင်ထည့်တာပါဖြစ်တော့ဒီဟာကျတော့ရွာအိမ်နေမှာဆိုရှိရလေဒီသူတို့အိမ်အနောက်မှာချို့ရတော့အိမ်ရှိမှာစိုက်ကြတယ်အိမ်အနောက်မှာအပင်လေးစိုက်ထားတာပေါ့နော်โอเคနို့တို့ဒါကတော့အိမ်နောက်ပါโอเคနို့တို့ရှေ့ကိုပြန်သွားရအောင်ဒီမှာပေါ့နော်ဒီနေ့ကတော့နို့ကိုရိုင်းစောက်ထားတဲ့ဒီ village house လေးကိုတွားပြခဲ့ရပြီဖြစ်ပါတယ်အားလုံးပဲ bye bye